ဒီနေ့ဝက်ချန်9ဘူးထွက်တယ်ဆိုလို့ရှိရင် Nivea cream လိမ့်ပြီးတော့အိတ်လိုက်ပါနောက်နေ့10ဘူးဖြစ်လာပါလိမ့်မယ်မင်္ဂလာပါခင်ဗျာဒီနေ့တော့သူ့ရာသီရောက်တိုင်းအမြဲတမ်း hype ဖြစ်နေကြဖြစ်တဲ့ Nivea ရဲ့ဆရာကြီးနှစ်ဦးကို review လုပ်ပေးသွားပါမယ်ဆိုတော့ keep watching ပထမတစ်မျိုးကတော့ Nivea cream မှာ1911ခုနှစ်တည်းကစပြီးတော့ထုတ်ခဲ့ရဲ့ Nivea လို့ပြောလိုက်တာနဲ့သူ့ကိုပြင်းမြင်ရလောက်တဲ့ဒီ iconic ဖြစ်တဲ့ product ပါ drugstore ထဲမှာဆိုလို့ရှိရင်လေဆရာတစုလို့ပြောလို့ရတယ်drugstore moisturizer တွေထဲမှာ moisture ဖြစ်အပေးနိုင်ဆုံးနဲ့အထူးဆုံး moisturizer လို့ပြောလို့ရပါတယ်Nivea ထုတ်တဲ့ product တွေထဲမှာဆိုလို့ရှိရင်လည်းကျွန်တော်ဒုတိယမြောက်သဘောကျဆုံးပါတစ်ခါဝယ်လို့ရှိရင်လည်း3-4ဘူးအမြဲဝယ်ထားဖြစ်တယ်အစိုးရဖြစ်ပေးရမယ်ဆိုတော့သူ့ရဲ့တောင်းကိုကြီးကြီးပုံပုံလုပ်တယ်လို့ပြောလို့ရပါတယ်ဒါပေမဲ့ texture အရန်ပြစ်တာကြောင့်သူတစ်မျိုးတည်းသုံးမယ်ဆိုလို့ရှိရင်တိတ်ပြီးတော့အဆင်မပြေပါဘူး lotion နဲ့ပဲဖြစ်ဖြစ် moisturizer တစ်ခုနဲ့ပဲဖြစ်ဖြစ်ရောပြီးတော့သုံးပါပဲအဆင်ပြေပါလိမ့်မယ်ကျွန်တော်တို့ရာသီဥတုအရန်အေးတဲ့အချိန် concentration များတဲ့ serum တွေသုံးတဲ့အချိန်မျက်နှာကို exfoliate လုပ်တဲ့အချိန် body scrub တိုက်ပြီးတဲ့အချိန်လိုမျိုးအသားရည်အတွက်အဆိုးတဲ့များများဖြည့်ပေးဖို့လိုအပ်တဲ့အချိန်တွေမှာဒီကောင်လေးကတော်တော်လေးအသုံးဝင်ပါတယ်ဒုတိယတစ်မျိုးကတော့ Nivea Soft Cream မှာ1994မှာ launch လုပ်ခဲ့ပြီးတော့ဒီနေ့အထိ market ထဲမှာရပ်တည်နေနေတာသူ့ quality ဘယ်လောက်ကောင်းလဲဆိုတာကိုသက်သေပြပေးတာဖြစ်မှာပါ Nivea Cream ကမှပို့ပြီးတော့ lightweight ဖြစ်ပို့ပြီးတော့ blend လုပ်ရလွယ်တဲ့ version လို့ပြောလို့ရပါတယ် Nivea ထုတ်တဲ့ product တွေထဲမှာဆိုလို့ရှိရင်လေကျွန်တော်သဘောအကျဆုံးပါအသားရင်းချောက်တယ်ကျွန်တော်အတွက်တော့မရှိမဖြစ်လို့ပြောလို့ရပါတယ်မူလာတဲ့အရွယ်ကလေးကနေစပြီးတော့အသုံးတာအခုချိန်ထိပါပဲသူ့ထဲမှာ jojoba oil နဲ့ vitamin E အဓိကပါဝင်ပါတယ်။ညာဘက်ခက်ထူတူလေးလိမ့်ပြီးတော့အိမ်မယ်ဆိုလို့ရှိရင်မနေ့ကင်းဒီ skin ကဆိုအီလေးဖြစ်နေပါလိမ့်မယ်။ Nivea cream နဲ့ soft cream ဘယ်ဟာပိုကောင်းလဲဆိုလို့ရှိရင်တော့သူအားသာချက်နဲ့သူဆိုပေမဲ့ကျွန်တော်ကတော့ soft cream ကိုပို့ပြီးတော့ကြိုက်ပါတယ်။ဒီ product နှမျိုးလုံးကို night time skincare routine မှာပဲအဓိကထားပြီးတော့သုံးပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်လိုအသားအရင်းချောက်တဲ့သူတော်မှနေ့ဘက်သုံးပြီးရင်အစီပြန်တယ်လို့ခံစားရလို့ပါ။သဘောကျတဲ့အချက်တွေပြောပြပြီးဆိုတော့ဒီထုတ်ကုန်ပစ္စည်းနှစ်ခုရဲ့အားနည်းချက်တွေကိုပြောပါမယ်။အလားကုန်တွေမှာဒီ ingredient တွေပါရင်မကောင်းဘူးလို့ယူဆကြတဲ့ alcohol, paraben, mineral oil, fragrance အကုန်ပါပါတယ်။အဲ့တော့ဒီပေါင်းပစ္စည်းတွေနဲ့တက်မတက်တဲ့သူဒါတွေပါရင်မကြိုက်တဲ့သူဆိုလို့ရှိရင်မသုံးသင့်ပါဘူး။နောက်ပြီးတော့မျက်နှာကိုစေကန်းပြနေရတဲ့သူအစီပြန်တဲ့သူဝက်ချံထွက်နေတဲ့သူစီဘူးထွက်နေတဲ့သူဝက်ချံထွက်ပြီးတော့ပျောက်တာမကြသေးတဲ့သူမဝက်ချံဖြစ်နေတဲ့သူထိခိုက်လွယ်တဲ့အသားရည်ပိုင်ရှင်တွေဆိုလို့ရှိရင်လည်းဒီ product နှစ်မျိုးလုံးကိုမသုံးသင့်ပါဘူးဒီနေ့ဝက်ချံ9ဘူးထွက်တယ်ဆိုလို့ရှိရင် Nivea cream လိမ့်ပြီးတော့အိတ်လိုက်ပါနောက်နေ့10ဘူးဖြစ်လာပါလိမ့်မယ်ဝက်ချံမတိုးရင်တော့မှအစီဘူးကတော့ကျင်းနေထွက်ပါတယ်ဘလို့အသားရည်မျိုးစားတွေနဲ့အဆင်ပြေနိုင်လဲဆိုလို့ရှိရင်ကျွန်တော်အရှိမပြောခဲ့တဲ့အချက်တွေနဲ့တခုမှညှိမနေတဲ့ normal to dry skin မှာတွေဆိုလို့ရှိရင်သုံးလို့ရပါတယ်ကိုနေတာတဲ့တယ်ဆိုလို့ရှိရင်တော်တော်လေးကောင်းပြီးတော့သုံးလို့အဆင်ပြေတဲ့ product နှစ်မျိုးဖြစ်ပါတယ်ဒါလို့ဆိုလို့ရှိရင်တော့ဝယ်သင့်မဝယ်သင့်ကို skin နဲ့အဆင်ပြေနိုင်ခြင်းရှိမရှိကိုသိသွားမယ်လို့ထင်ပါတယ်နောက်တဲ့ video တစ်ခုမှပြန်လည်ဆုံတွေ့ပါမယ် bye bye